မင်္ဂလာပါကျွန်တော် review မှာ arithmetic operator အကြောင်းရှင်းပြပေးရကျွန်တော်ဒီ video မှာတော့ကျွန်တော် assignment operator အကြောင်းရှင်းပြဖြစ်ပါတယ်။ဘာကြောင့်ဒီကောင်းလေးကျွန်တော်ပြန်ဖြတ်လိုက်မယ်။တရားဝကောင်းလေးကျွန်တော်ပြန်ဖြတ်လိုက်မယ်နော်။ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော် assignment operator ကိုကျွန်တော်ဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော် assign လုပ်ရှင်နေမှာသုံးတယ်ကျွန်တော်ဒီညီမချင်းတွေလည်း assignment operator ပဲเนาะကျွန်တော်ဒီ x ဆိုတဲ့ထဲကိုကျွန်တော်ဒီကောင် assign လုပ်ပြီးထည့်လိုက်တယ်เนาะကျွန်တော်ဒီအောက်မှာလည်းကျွန်တော်ပြန်ထည့်လို့ရဆိုတော့လည်းတည်ပြီးတော့ကျွန်တော် x ကိုကျွန်တော်ဒီမှာညီမချင်း3ညဆိုကျွန်တော်ပြန်လိုက်မယ်ဆိုရှင်ကျွန်တော်ဒီပေါ် line မှာတော့ဒီ x ရဲ့တန်ဖိုး30ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီအောက် line ကိုရောက်ပြီဆိုရှင်အဲ့ရဲ့တန်ဖိုးကကျွန်တော်လျှော့သွားတယ်3ညပြန်ဖြစ်သွားတယ်ဗျာအဲဒါဆိုကျွန်တော်ဒီမှာပြန်ထည့်လိုက်တာဖြစ်တဲ့အတွက်အောက်တင်ကျွန်တော် system out of print ဆိုကျွန်တော်ထုတ်ကြည့်လို့ရတယ်ကျွန်တော်ထုတ်မပြတော့ကျွန်တော် video ရှင်းတော့မှာဆို assignment operator ရဲ့ဘယ်နေရာမှာတော့ဆိုကျွန်တော် assign လုပ်ချင်အချိန်မှာသုံးလို့ရတယ်ကျွန်တော် h ရဲ့ထဲကို h ကိုကျွန်တော်3ပေါင်းနေတယ်ထားပါတော့ h ကိုကျွန်တော်ညီမချင်းဘယ်လောက်ဆိုကျွန်တော်ပေးရမယ် h ထဲကိုကျွန်တော် assign လုပ်ပြီးထည့်မယ်ဘာထည့်အောင်ဆိုကျွန်တော် h ဟိုရှိပြီးသား h ရဲ့တန်ဖိုးကျွန်တော်ပါပေါင်းမယ်ကျွန်တော်3ပေါင်းမယ်3ပေါင်းမယ်ရိုက်လာတဲ့မို့ကျွန်တော် h ထဲကိုပြန်ထည့်မယ်ဟုတ်နော်ပြန်ထည့်ရင်ကျွန်တော် h ရဲ့တန်ဖိုးကျွန်တော်ပြမယ် system dot out dot print okay print ကျွန်တော် h ရဲ့တန်ဖိုးကျွန်တော်ဒီနေရာမှာပြမယ်ဟုတ်ကဲ့ line ကြီး run တာဖြစ်တော့ကျွန်တော်ဒီနေရာမှာကျွန်တော်30ရှိမယ်ကျွန်တော်ဒီနေရာရောက်မှာသူ့ရဲ့တန်ဖိုးကကျွန်တော်3ပေါင်းပြီးသားဖြစ်ပါမယ်နော်ကျွန်တော်ဒီတောင်မရှင်းပါဆိုကျွန်တော်အပေါ်မှာကျွန်တော်ပြပေးမယ်ချက် copy ကိုအပေါ်နဲ့အောက်နဲ့ကျွန်တော်မတူအောင်လုပ်ပေးမယ် print align ကိုသုံးမယ် print align တော့လည်း print align ကိုသုံးမယ် align ကျွန်တော်ရစိတ်မယ်စိတ်ပြန်ကျွန်တော် run နိုင်မယ် right ကျွန်တော်ဒီမှာအပေါ်က3ဘော30ဒီအောက်က73ဖြစ်မယ်ဘော30ကကျွန်တော်ဒီမှာအဲ့ရဲ့တမိုးမူလအတိုင်းပဲပြောင်းလဲဘူးအဲ့ချိန်မှာကျွန်တော်ဒီမှာထုတ်ပြတယ်တရားကိုလည်းကျွန်တော်ဒီမှာ plus 3ဆိုပြီးကျွန်တော်ဒီမှာပေါင်းလိုက်တယ်3ပေါင်းလိုက်ဒါဒီတင်ငယ်တာကကျွန်တော် u ကျိုးကျွန်တော်ပေါင်းတယ်လို့ကျွန်တော်လွှဲတာဟုတ်တယ်နော်ကျွန်တော် review မှာပေါင်းတော့မျိုးဆိုကျွန်တော် arithmetic operator ကျွန်တော်ရှင်းပြပြီးတော့ဖြစ်ပါတယ်နောက်လည်းဆိုတော့ကျွန်တော်အရင် review ပြန်ကြည့်ပြပါကျွန်တော်ဒီလိုမျိုးမေးချင်မှုကျွန်တော်အရှိမေးချင်မှုဆိုကျွန်တော်ဒီလိုလုပ်ရတယ် plus equal ဆိုကျွန်တော်ရေးလိုက်အောင်မယ်ဆိုတော့အတိုင်းပဲကျွန်တော်ဒါဆိုရေးရတိုးသွားပြီလေ73ကျွန်တော် plus equal မှာကျွန်တော် plus minus နဲ့သုံးရင်ကျွန်တော်နှုတ်ချင်လည်းရတယ်ကျွန်တော်ဆက်စီမယ်ကျွန်တော်ဒီကောင်ကျွန်တော်သုံးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ခွန်ရမယ်ကျွန်တော်ဆက်စီအောင်မယ်စိတ်โอเคခွန်ရတယ်အပေါ်က10ကကျွန်တော်ဒီကောင်ရဲ့တန်ဖိုးပြနေတာဒီကောင်ကျွန်တော် comment ခံထားမယ်ကျွန်တော်ပေါင်းတော့မြောက်လေးရှိရမြောက်ကကျွန်တော်ဒီ star လေးနဲ့ကျွန်တော်ရှိပြတန်ဖိုးမြောက်မယ်30ကို3နဲ့မြောက်ကျွန်တော်စေးပြီးကျွန်တော် run နိုင်မယ်30ကျွန်တော်ဒီကောင်တက်လိုက်မယ်ထွက်တော့ကျွန်တော်ဒီကောင်ကျွန်တော် comment ခံပေးတယ်ဖြစ်တော့ပေါင်းတော့တော့တော့အမြောက်ပြကျွန်တော်အစားကျွန်တော်ဒီ slot လေးဖြစ်မယ်တော့ slot equal ပေါ့ okay font နေပြောင်းသွားပြီ okay 3ထွက်တယ်33လေးကိုကျွန်တော်အကျွင်းရတော့တိတ်ကြံတယ်အကျွင်းကျွန်တော်ဒီမှာမပြဘူးကျွန်တော်ဒီကောင်ကျွန်တော် double လေးပြောင်းရမယ် TOU double ကျွန်တော်ပြောင်းလိုက်မယ် double ပြောင်းကျွန်တော် run ပြပေးမယ်အဲဆိုကျွန်တော်ဒသမကိန်းအတိအကျထွက်တယ်ဗျာဒသမကိန်းကျွန်တော်လိုချင်တာဖြစ်တယ်ကျွန်တော်ဒသမဒေတာတိုင်းပြောင်းပြရမယ်နော်ကျွန်တော် integer ဖြစ်တော့ကိန်းပြည့်ဆိုကိန်းပြည့်ဆိုကိန်းပြည့် data type ဖြစ်တော့ကျွန်တော်ကိန်းပြည့်နေတော့ရိုက်ဦးဗျာကျွန်တော်ဒီမှာ double လို့ထားရမယ်ဆိုရင်ကျွန်တော်ဒသမကိန်းကြီးအတိအကျထွက်လာပြီနောက်ကကျွန်တော်အစားမဟုတ်ဘူးကျွန်တော်ကစားကျွင်းရှာမှာကျွန်တော်ကျွင်းဘယ်လောက်တော့အကြည့်နေတော့ကျွန်တော်ဒီ person လေးကိုသုံးမယ် person လေးကိုသုံးရင်ကျွန်တော် run ပြပေးမယ်အဲဆိုကျွန်တော်ဒီမှာအကျွင်းက1ဖြစ်တယ်1.0ပေါ့0ကကျွန်တော် double သုံးတာဖြစ်တယ်နောက်ကဒသမပါနေဗျာကိန်းပြည့်သုံးမယ်ဆိုရင်ကျွန်တော်ဒသမကိန်းမပါဘူးဟုတ်ကဲ့ဒီတော့ပါကျွန်တော်ဒီမှာ assignment operator ကျွန်တော်ရှင်းပြပေးခဲ့ဖြစ်ပါတယ်နောက်ပြီးမှကျွန်တော် generative operator အကြောင်းကျွန်တော်ရှင်းပြပေးဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုပဲအားလုံးကျေးဇူးများတင်ပါတယ်